ထိုင်းနိုင်ငံနခွန်ရတ်စီမာပြည်နယ်တွင်တားဖြစ်သူ၏ဇနီးဟောင်းချွေးမဟောင်းကအွန်လိုင်းစီးပွားရေးလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံပါကအမျက်ဝေစုခွဲပေးမည်ဟုမှတ်လုံးပေးကဘတ်1.2 တန်း12သိန်းလိမ်လည်ယူဆောင်သွားပြီးနောက်ဘတ်400သာပြန်ပေးပြီးထွက်ပြေးတိမ်းရှောင်သွားသည့်အမှုတစ်ခုဖြစ်ပွားခဲ့ပါသည်နခွန်ရတ်စီမာပြည်နယ်ခွန်ခရိုင်တချံမြို့နယ်တွင်နေထိုင်သည့်အသက်61နှစ်အရွယ်အမျိုးသားတဦးသည်၎င်း၏သားနှင့်9နှစ်ကျော်အိမ်ထောင်ကျခဲ့သောချွေးမဖြစ်သူထံမှအွန်လိုင်းစီးပွားရေးလုပ်ငန်းတိုးချဲ့ရန်နှင့်အမျက်ဝေစုခွဲဝေယူရန်ကမ်းလှမ်းဆွဲဆောင်ခြင်းကိုခံခဲ့ရပါသည်။နစ်နာသူဖခင်ကြီးသည်ချွေးမဖြစ်သူကိုမိသားစုဝင်တဦးအဖြစ်အပြည့်အဝယုံကြည်မိသဖြင့်ပထမအကြိမ်တွင်ဘတ်4သိန်းနှင့်ဒုတိယအကြိမ်တွင်ဘတ်8သိန်းစုစုပေါင်းဘတ်1.2 သန်းကိုလွှဲပြောင်းပေးခဲ့ပါသည်။သို့သောကတိပြုထားသည့်ရင်းနှီးမြှုပ်နှံမှုအကျိုးမြတ်များကိုလုံးဝပြန်လည်မရရှိခဲ့ပါဘူး။နောက်ပိုင်းတွင်တားဖြစ်သူနှင့်ချွေးမတို့ကွာရှင်းပြတ်ဆဲသွားခဲ့ပြီးနောက်ငွေများပြန်လည်ရရှိရန်အရေးကြပေးချေသည့်သဘောတူညီချက်များဖြင့်ညှိနှိုင်းခဲ့တော်လဲချွေးမဟောင်းဖြစ်သူထံမှဘတ်400သာပြန်လည်ရရှိခဲ့ပြီးနောက်ဖုန်းနှင့်အဆက်အသွယ်များအားလုံးကိုဖျက်တောက်ကထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။လက်ရှိတွင်နစ်နာသူအနေဖြင့်ဘဏ်ငွေလွှဲပြေစာများစာချုပ်သဘောတူညီချက်များနှင့် message စာပေးစာယူမှတ်တမ်းအထောက်အထားများဖြင့်ရဲတပ်ဖွဲ့ထံတရားဝင်တိုင်ကြားထားပြီးမီဒီယာများမှတဆင့်လဲထုတ်ဖော်အကူအညီတောင်းခံထားပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏အသိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်ဆွေမျိုးရင်းချာမိသားစုဝင်အဆင့်လောက်ရင်းနှီးသူတွေပင်ဖြစ်ပါစေစီးပွားရေးရင်းနှီးမြှုပ်နှံရင်အမြတ်များများရမယ်ဆိုတဲ့မှတ်လုံးတွေနဲ့မျက်စိမိတ်ယုံကြည်မိတဲ့အခါနှစ်ပေါင်းများစွာချွေးနှီးစာနဲ့စုဆောင်းထားရတဲ့ငွေကြေးတွေအားလုံးဆုံးရှုံးရတတ်တယ်ဆိုတာကိုတွေ့မြင်ရမှာပါထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါအချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်လူရင်းဖြစ်စေကမူမျက်စိမိတ်မယုံပါနဲ့ဆွေမျိုးမိသားစုဝင်သို့မဟုတ်လုပ်ဖော်ကိုင်ဘက်အတိမိတ်ဆွေများကအွန်လိုင်းစီးပွားရေးရှယ်ယာထည့်ဝင်ခြင်းရင်းနှီးမြှုပ်နှံခြင်းခေါင်းစဉ်များဖြင့်ငွေတောင်းခံလာပါကလုပ်ငန်း၏တကယ်ဖြစ်တည်မှုနှင့်ပွင့်လင်းမြင်သာမှုကိုတေချာစွာစစ်ဆေးပါပုံမှန်မဟုတ်သောအကျိုးအမြတ်များကိုသတိပြုပါပုံမှန်ထက်ပိုမိုများပြားသောအမျက်ဝေစုများပုံမှန်ပေးမည်ဟုသောကမ်းလှမ်းမှုများသည်အများအားဖြင့်ပီရမစ်စနစ် Ponzi scheme သို့မဟုတ်ငွေကြေးလိမ်လည်မှုများသာဖြစ်တတ်ပါသည်စာချုပ်စာတမ်းနှင့်အထောက်အထားအမြဲထားရှိပါမည်သည့်ကိစ္စအတွက်မဆိုငွေကြေးလွှဲပြောင်းပေးအပ်ပါကဘဏ်ငွေလွှဲပြေစာ bank slip ချေးငွေရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်းများနှင့်စကားပြောဆိုထားသည့်အထောက်အထားများကိုစနစ်တကျသိမ်းဆည်းထားပါပြဿနာဖြစ်ပေါ်လာပါကတရားဥပဒေအရအချိန်မီအရေးယူနိုင်ရန်အသိပေးအကြံပြုအပ်ပါတယ်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဒါရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrants Care